ကားတွေကအမိုးစီကိုပဲဦးတည်နေတယ်။တကားကိုဖွင့်လိုက်တာနဲ့အောက်ထပ်ကိုပြန်ပြုတ်ကျသွားနိုင်တဲ့လှုပ်ဝက်လန်းနေလည်းရှိနေတယ်။တရက်မှာတော့မနာပဲ38နှစ်ပတ်လုံးစောက်ခဲ့တဲ့အိမ်ကြီးတအိမ်ရှိရဲဆိုတော့သိကြရဲ့လား။ဒါကတော့ကယ်လီဖိုးနီးယားမှာအမှန်တကယ်မှရှိနေတဲ့ Winchester Mystery House ပါပဲ။ဒီအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ဆာရာဝင်းချက်စတာလို့ခေါ်တဲ့အမျိုးသမီးကြီးတစ်ယောက်ပါ။သူမရဲ့ခင်မွန်းဖြစ်သူကလည်းကဘာကျော်ဝင်းချက်စတာရိုင်းဖဲတနတ်တွေကိုထုတ်လုပ်တဲ့သူတစ်ယောက်ပါ။ခင်မွန်းနဲ့သမီးလေးဖြစ်သူတို့တေဆုံးပြီးတဲ့အခါမှာဆာရာကစိတ်ကြယောဂါကိုခံစားခဲ့ရပြီးတော့သူမကအကြမ်းမြင်ရသူတစ်ယောက်စီကိုသွားခဲ့တယ်။ဒီအကြမ်းမြင်ရတဲ့ဆရာမကသူ့ကိုဘာပြောခဲ့လဲဆိုရင်မင်းယောက်ျားရဲ့တန်နှက်ကြောင့်တေဆုံးခဲ့ရတဲ့ဝိညာဉ်ထောင်ပေါင်းများစွာမင်းကိုကလတ်သားချေဖို့အတွက်လိုက်လံရှာဖွေနေတယ်လို့ပြောခဲ့တယ်။သူတို့မင်းကိုရှာမတွေ့အောင်လို့အိမ်ကိုတရက်မှမနာပဲနဲ့စောက်လို့ရမယ်လို့ပြောခဲ့တယ်။အဲ့ဒီစကားကြောင့်ပဲစာရာက1884ခုနှစ်ကလည်းသူမတည်ဆုံးခဲ့တဲ့1922ခုနှစ်ထိ38နှစ်ပတ်လုံးထူးထူးဆန်းဆန်းဒီအိမ်ကိုစောက်လုပ်ခဲ့ပါတော့တယ်။ဒီအိမ်ထဲမှာအခန်းပေါင်း160ကျော်ရှိပြီးတော့လမ်းတွေကတော့အလွန်မှထူးဆန်းပါလေ။လေကားကနေတက်သွားလို့ရှိရင်မျက်နှာကျမှသွားစီနေရမျိုးဒုတိယတက်ကတကားကိုဖွင့်လိုက်လို့ရှိရင်အောက်ထပ်ကိုပြန်ပြီးတော့မှပြုတ်ကျသွားနိုင်တဲ့တကားမျိုးတွေဒါတွေအလုံးကဝိညာဉ်တွေသူမစီကိုရောက်လာခဲ့လို့ရှင်မျက်စိလဲပြီးတော့လမ်းမသွားအောင်လို့သူမကဆိုပါရဲ့ဆာရာကညာတိုင်းညတကောင်12နာရီကျော်ရောက်ပြီဆိုတာနဲ့အိမ်ကြီးတွေကတီးတန့်ခံလေးထဲမှာဝိညာဉ်နေနဲ့နောက်တစ်နေ့မှာဒီအိမ်ကိုဘယ်လိုမျိုးထပ်မံစောက်လုပ်ရမလဲဆိုတဲ့အကြံဉာဏ်တွေကိုတိုင်ပင်ဆွေးနွေးလေးရှိတယ်လို့ဝန်ထမ်းတွေကဆိုပါတယ်အခုထိတော့အဲ့ဒီအိမ်ထဲမှာစာရာရဲ့ဝိညာဉ်နဲ့တူတန်နှက်တံကြောင့်တေဆုံးခဲ့ရတဲ့သူတွေကဒီအိမ်ထဲမှာဒီနေ့ထိတိုင်ရှိနေသေးပဲလို့တရေစူးစမ်းရှာဖွေလေးလာသူတွေကအခိုင်အမာကိုပြောဆိုနေကြပါတယ်လက်ရှိမှာတော့ဒီအိမ်ကိုပြတိုက်တစ်ခုပြဖွင့်လှစ်ပြသထားပါတယ်ဒါပေမဲ့လည်းလမ်းညွှန်မပါပဲတယောက်တည်းသွားမယ်ဆိုရင်တော့လမ်းပြောက်ပြီးတော့ဝိညာဉ်တွေရဲ့ကြားထဲမှာပိတ်မိသွားနိုင်ပါတယ်ဒီလိုထူးဆန်းတဲ့အိမ်ကြီးထဲမှာတညလောက်တောင်ရှင်တို့ရောအိပ်ရဲပါမလား